ကယ်လေးမြန်မာနိုင်ငံကစိတ်ဆိုးမှန်ဆိုးနဲ့အာရှတခွင်ကိုကျူးကျော်ဖို့ဆုံးဖြတ်ခဲ့ရင်ဘာတွေဖြစ်လာနိုင်မလဲမဟာမိတ်ဖွဲ့ခြင်းနဲ့အိန္ဒိယကိုကျူးကျော်ခြင်းမြန်မာနိုင်ငံဟာနိုင်ငံငယ်လေးတစ်ခုဖြစ်တဲ့အတွက်အခြားနိုင်ငံတွေစီကစစ်တီအင်အားအကူအညီယူဖို့လိုအပ်ပါလိမ့်မယ်စပိုင်းမှာထိုင်းနိုင်ငံစီကနေစစ်တပ်အင်အားအကူအညီတောင်းပြီးအိန္ဒိယကိုစတင်ကျူးကျော်ပါလိမ့်မယ်တိုက်ပွဲတွေပြင်းထန်လာပြီးမြန်မာစစ်တပ်ဟာအိန္ဒိယစစ်တပ်ကိုနောက်ဆုတ်သွားအောင်တွန်းလှန်နိုင်ပါလိမ့်မယ်ခဏကြာမှာတော့အိန္ဒိယနိုင်ငံဟာလုံးဝအေးနှိမ်သွားပါလိမ့်မယ်နယ်မြေချဲ့ထွင်ခြင်းအဲ့ဒီနောက်မှာတော့ဘင်္ဂလားဒေ့ရှ်နဲ့ဘူတန်နိုင်ငံတွေကိုဆက်လက်ကျူးကျော်ပါလိမ့်မယ်အချိန်မီကြိုတင်ပြင်ဆင်မှုမရှိအဲ့ဒီနှစ်နိုင်ငံစလုံးအေးနှိမ်သွားပြီးမြန်မာနိုင်ငံဟာနယ်မြေမြောက်များကိုသိမ်းပိုက်ရရှိမှာဖြစ်ပါတယ်ဗီယက်နမ်ကိုတိုက်ခိုက်ခြင်းဒေသတွင်းမှာအင်အားကောင်းဆုံးစစ်တပ်ရှိတဲ့ဗီယက်နမ်ကိုလည်းမြန်မာကဆက်လက်တိုက်ခိုက်ပါလိမ့်မယ်ဗီယက်နမ်ဟာအင်အားတောင်တင်းပေမဲ့မြန်မာစစ်တပ်ကဗပောင်းစုံကနေအလစ်အငိုက်စီးနှင်းတိုက်ခိုက်တဲ့အတွက်ဗီယက်နမ်သားတွေဘာလို့ရမှန်းမသိဖြစ်ပြီးနောက်ဆုံးမှာတော့လက်နက်ချအရှုံးပေးရပါလိမ့်မယ်ငြိမ်းချမ်းရေးစာချုပ်ဒီအခြေအနေတွေကြောင့်အာရှတိုက်ကကျန်တဲ့နိုင်ငံတွေဟာအလွန်စိုးရိမ်ထိတ်လန့်သွားကြပါလိမ့်မယ်ဒါပေမဲ့မြန်မာနိုင်ငံဟာတရုတ်နဲ့နီပေါလိုနိုင်ငံမျိုးတွေနဲ့ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုပြီးသူတို့သိမ်းပိုက်ထားတဲ့နယ်မြေတွေကိုဆက်လက်ထိန်းသိမ်းထားမှာဖြစ်ပါတယ်